ဘာကတလုံးနဲ့ဟော့တော့တလုံးဒီနှစ်ခုမှကျွန်တော်1000ပဲပေးခဲ့ရတယ်ဗျမကြည့်ပါဘူးဗျလုံးဝ share ပဲထည့်ပေးတဲ့ sauce တွေကအများကြီးပဲဗျာဒီကြီးအောင်ဒီနေ့ကတော့လာပြင်းနေ့ကကြံနေတဲ့အကျွေးကိုကျွန်တော်ပြန်လာဆက်တာပါဗျ။လာပြင်းနေ့ကဒီညာစည်းတန်းမှာဘာလာစားရဗျ။ဒီနေ့မေးကြီးတော့မှအဲ့ဒီနေ့တရက်တည်းပိတ်ကြတဲ့။ဒီနေ့တော့စားကျင်တာကျွန်တော်စားလိုက်ရပါပြီ။လူနေထူထပ်တဲ့စမ်းကြောင်းမှာဆိုတော့ဗျ။ဒီညာစည်းတန်းလေးကညနေ3နာရီလောက်ဆိုတာနဲ့စပြီးတော့အတော့ဝင်လာပါ။အဆောင်ကြီးရဲ့လူလည်းများတော့ budget ဆိုင်လေးတွေလည်းများပါတယ်။ဒီ street food ဆိုပေမဲ့ပေါ့နော်။ဆိုင်အကုန်လုံးကြီးပါတော့တန်ရှင်းနေပါပဲ။စားကျင်တာမှန်သမျှအကုန်လုံးလေးပါရှိပါတယ်ခင်ဗျားတို့စားကျင်တာတစ်ခုလည်းပါဇက်ကနေရေးကြည့်လိုက်အနည်းဆုံးတော့အဲ့ဆိုင်2ဆိုင်လောက်ကတော့ဒါလေးရှိရဗျကျွန်တော်ပြောတာဟုတ်မဟုတ်ကိုခင်ဗျားစမ်းချောင်းသူစမ်းချောင်းသားတွေကိုမေးကြည့်လိုက်လို့ရတယ်နော်သူတို့ဆိုင်ရမြင်လေးပါလို့လာပြင်းနေကမစားလိုက်ရတဲ့ဘာသာဆိုင်တွေကိုကျွန်တော်ရောက်လာပါပြီဒီ Angel Burger ဆိုင်လေးက street food ဆိုပေမဲ့ဗျနာမည်ကြီးကတော်တော်လေးတော့ကြာပါပြီဗျအဓိကသူ့ဘာဂါမှာသုံးတဲ့အသားနာမည်ကြီးရပါကိုယ်တိုင်လုံး homemade သားမို့လို့နာမည်ကြီးရပါဗျသူ့ရဲ့အသားကိုတော့ကျွန်တော်တို့ပြီးမှပဲတူတူမြည်ကြည့်ရမှာအခုတော့ကျွန်တော်ဂျမ်ဘိုဘာဂါနဲ့ omelette steak မှာထားပါတယ်သူကတစ်ခုကို9000ပေးရပါတယ်အခု grill လုပ်နေတဲ့အသားသူတို့ကိုယ်တိုင်နှက်ထားတဲ့အသားတွေပဲဗျထောပတ်စီကိုတုံးထားတဲ့အတွက်အနံ့လေးရတော့တီးတီးတတလေးကိုထောပတ်နံလေးတင်းနေရပါတော့ဂျမ်ဘိုဘာဂါမှာအသားပါမယ်ကျဲဥတွေ cheese တွေရောပါပါတယ်ဗျနှက်ထားတဲ့အသားကိုရင်းဆုံး grill လုပ်ပါတယ်ဗျပေါင်မုတ်တွေကိုလည်းထောပတ်နဲ့ grill ထပ်လုပ်ပါမယ်ပြီးရင်တော့ကျဲဥကိုခောက်ပြီးတော့ကြော်ပါမယ်ကျဲဥပေါ် grill လုပ်ထားတဲ့အသားကိုတင်လိုက်ပါရစေပြီးရင် cheese တင်ပြီးတော့ခဏလောက်စောင့်ပြီးတော့ grill ထပ်လုပ်လိုက်ပါမယ်ခုနက grill လုပ်ထားတဲ့ပေါင်မိုးပေါ်ကိုဆက်လက်ရွက်ကျဲဥနဲ့အသားကိုတင်ပါတယ်ပြီးတော့တခွားသီးခရမ်းညင်သီး channel sauce တွေဆက်မိပါရစေomelette steak ကတော့ကျဲဥကိုကျွန်တော်တို့အရင်ကြော်တာပါပြီးသွားရင်တော့ hot dog ပေါင်မုတ်ကိုကျဲဥပေါ်တင်ပြီးတော့ပေါင်မုတ်နဲ့ကျဲဥနှစ်မျိုးရောပြီး grill လုပ်တဲ့ပုံစံမျိုးเนาะပြီးသွားရင်နှက်ထားတဲ့ကြိတ်သားကိုသူတို့ top စီနဲ့ grill လုပ်ပါဗျဒီဘက်မှာတော့ခုနကပေါင်မုတ်ကို salad အခြားအသီးရွက် sauce တွေနဲ့တခါတည်းပြင်ထားလိုက်တာပေါ့เนาะဒီကြိတ်သားကို grill လုပ်ထားလို့ရသွားလို့ရှိရင် hot dog ပေါင်မုတ်ပေါ်တင်ပြီးတော့sauce ဆန်းပေးလိုက်တယ်ပေါ့เนาะအဲ့လိုဆိုရင်တော့ကျွန်တော်တို့ omelette steak ကတော့ရပါပြီကျွန်တော်မှားထားတဲ့ဂျမ်ဘူဘာဂါနဲ့ omelette steak ကတော့ရပါပြီstreet food ဆိုတော့ပေါ့နော်ဆိုင်နာစားမလို့လုပ်ပေမဲ့မိုးရွာလာတာတကြောင်ပြီးတော့လူများလာတော့နည်းနည်းလေးမှောင်လာတော့ဗီဒီယိုရိုက်ဖို့ပေါ့နော်အစင်မပြေရတဲ့တကြောင်အဲ့နဲ့ပဲကျွန်တော်စားဖို့တခြားနေရာရှာလိုက်ပါအောင်မယ်ဆောင်းနာတော့ဝယ်လာတဲ့ပေါင်မုတ်ကဗျာဟိုနားမှာကြာတော့ဗျာစားဖို့တိတ်အစင်မပြေလို့ကျွန်တော်အေးချေစားလို့ရအောင်ကျွန်တော်ဒီဘက်ရင်မြင်ထဲမှာလာပြီးတော့စားကြမှာပါဗျာကျွန်တော်ဆောင်းနာတော့ဝယ်လာတဲ့ဟာနေပြီးတော့အရင်ဆုံးကျွန်တော်တို့ရှာ omelette steak လို့ခေါ်ရပါတော့အဲ့ဒါလေးအရင်မြည်ကြည့်အောင်ကြည့်ပါအောင်ဗျာလုံးဝ share ပဲကျဲဥပါတယ်ပြီးတော့အထက်ထဲမှာတို့သားရပါကျွန်တော်မြည်ကြည့်တွေ့ဗျာကြိတ်ထားတယ်ကျွန်တော်ကြိတ်ထားပေါ့အသားကိုနှက်ထားတာဗျနှက်ထားတော်တော်ရတာရှိဗျာအကောင်ကြီးအောင်နော်ကျွန်တော်ကြက်ဥကိုကျွန်တော်တို့ပေါင်မုံနဲ့လုပ်တယ်ပေါ့နော်ပေါင်မုံနဲ့လုပ်ပြီးတော့မှအခါကျကျွန်တော်အသီးနှံလေးဒီရွက်လေးထည့်ပြီးတော့လုပ်ပေးထားတယ်ပြီးတော့ကျွန်တော် capital do mayonnaise တို့ထည့်ပေးထားတယ်ပေါ့နော်သူတို့ရဲ့ sauce တွေထည့်ပေးထားတာပေါ့ပြီးတော့ကျွန်တော်မဆလာရတာမျိုးရဗျာထပ်ပြီးမြည်ကြည့်လိုက်မယ်ဒီကောင်ကကျွန်တော်9000ပေးရခင်ဗျခဲညီနေလေးရတယ်ဒေါသတယ်ဗျပြီးတော့တခွားသီးရပေါ့နော်ကျွတ်လေးနဲ့ပေးရစင်းနဲ့တန်တယ်ဗျရတာတော်ကောင်းတယ်ဒီကအသားက
နှက်ထားတဲ့အသားမှာမဆလာထည့်ပြီးနှက်ထားတဲ့ပုံစံမျိုးပေါ့ငုတ်ကောင်းဖြူပေးတယ်ရတာရှိနေတာဗျာစားရတာတွေကပေါ့အဲ့တော့ကျွန်တော်တို့ဘာကထပ်ပြီးမြည်ကြည့်ရမယ်တော့ကသူ့ဆိုင်ရဲ့တကယ် signature ဘာကကိုကျွန်တော်တို့မြည်ကြည့်ပါမယ်ချက်ကြည့်ကြည့်လိုက်ပါဦးထည့်ပေးတဲ့ sauce တွေကအများကြီးပဲဗျာကြည့်ပါဦး be honest တွေရောအဲ့ဒီတော့မပေါက်ကုန်ဘူးတကယ်မိုင်းမဲ့ပုံပဲမြည်ကြည့်အောင်လူပန်လူဆက်ထားတဲ့ sauce က premium မဲ့သွားတယ်ဗျာအများသားလေဘာတော့လဲအများကြီးတန်နေဗျာစားရတာတော်တော်ကောင်းတယ်စားရရတယ်ကျွန်တော်ထူတယ်ဗျာကျွန်တော်ဒီမှာကျွန်တော် cheese တွေလည်းပါတယ်ဗျာဒီမှာ cheese အိုးဝေးပါအောင်သူကအသားနှစ်မျိုးလုံးပါဗျာလုံးဝရတာရှိကြောင်ဒီလိုအပြားပုံစံလောက်ထားရတယ်ကျွန်တော် steak ကြိတ်ပြီးလောက်ထားရတယ်ပဲကွာတာမျိုးပေါ့နော်ခွာပြည့်တယ်ဗျာကျွတ်နေရပဲကျွန်တော်ကရမ်းကြိုက်ပါရင်ကျွန်တော်နောက်တစ်ခါလည်းဒီလိုဆိုင်မျိုးကျွန်တော်သွားဆောင်ပါဈေးကျွန်တော်ဆောင်းနာတော့ကမြည်ကြီးခဲ့တယ် Angel Burger ဆိုတဲ့ဆိုင်ကပေါ့စမ်းချောင်းနဲ့ဝင်လာတဲ့ဆိုင်တွေက Jumbo Burger ပေါ့နော်ဒီကောင်မှာဆိုရင်အသားပါမယ်ကျုပ်တွေလည်းပါမယ် cheese တွေလည်းပါမယ်ပေါ့နော်အသားဆိုလည်းတူကြီးပဲဗျာဒီကောင်က9000ပေါ့ပြီးတော့ Ormus Lake ကလည်းကျွန်တော်9000ပဲပေးရတယ်ပေါ့နော်အစားလို့အရင်မိုက်တယ်ခင်ဗျားတို့သွားပြီးတော့ try ကြည့်စေချင်တယ်ကျွန်တော်ကတော့ဒီမှာထပ်ပြီးစားလိုက်အောင်အဲ့တော့ကျွန်တော်နောက်ဘလော့မှာပြန်တွေ့ပါမယ်ဟေးကျွန်တော်ကတော့ကိုပိုင်ဖြစ်ပါတယ်ခင်ဗျာ